အဲ့တော့ကျွန်တော်ကုသတဲ့နေရာမှာအကောင်းဆုံးနဲ့ကျွန်တော်အကြိုက်ဆုံးကုသမှုကိုပြောပါဆိုလို့ရှိရင်ကျွန်တော်က electrocorticoid လို့ခေါ်တဲ့လျှက်စစ်ပန်လေးနဲ့တိုးတဲ့ကုသမှုကို recommend လုပ်ပေးပါမယ်။အားကြောင့်ဒီကုသမှုကိုရွေးချယ်ပေးလဲဆိုတော့ကျွန်တော်အချက်3ချက်နဲ့ရှင်းပြပေးပါမယ်။အဲ့တော့ကျွန်တော်တို့ဒီကျွတ်နို့ဆိုတာသူကဒီ virus ပိုးကြောင့်ဖြစ်တဲ့ယောဂတစ်မျိုးပေါ့နော်။ human papilloma virus လို့ခေါ်တယ်ပေါ့နော်။ဒီ virus ပိုးကကိုယ့်ကိုကူးစက်ခံရပြီဆိုလို့ရှိရင်ရေပြားရဲ့အောက်မှာမြုပ်ပြီးတော့သူကဒီအပေါ်ယံဆဲတွေလွှာလေးကိုထုတ်တယ်အဲ့မှာဆဲတွေလွှာလေးရဲ့အောက်မှာရေပြားထူထူလေးရဲ့အောက်မှာနေတယ်ပေါ့နော်ဒီကျွတ်နို့အဲ့တော့ကျွန်တော်ကုမယ်ဆိုလို့ရှိရင်ဒီလုံးဝအမြင့်ပြက်ကုမှာပဲသူဖြစ်တဲ့နေရာကိုအကုန်လုံးလိုက်ပြီးတော့ကုသမှာပဲလုံးဝဒီယောဂသက်သာမှာဖြစ်ပါတယ်။ဒါတောင်မှသူကဒီသွေးကြောထဲမှာရှိနေတဲ့ virus ပိုးတွေကိုခုခံစနစ်ကတိုက်ခတ်ဖျက်ဆီးပြီးမှဒီ virus ပိုးကလုံးဝအမြင့်ပြက်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီခွဲတယ်ဆိုရင်ဖြစ်တဲ့အိမ်လေးတွေပဲခွဲလို့ရတာပေါ့ဗျာ။ဟိုသွေးကြောတွေထိလိုက်ပြီးတော့ကုသလို့မရတဲ့အတွက်ကြောင့်မလို့တခါတည်းရန်ဒီလိုခွဲစိတ်ပြီးတော့ပျောက်ကင်းသွားပြီဆိုရင်တော့မှနောက်တစ်နေရာမှာပေါ်လာမျိုးဖြစ်တတ်ပါတယ်။ဒါကတော့အလုံးကိုရှားပါတယ်။ဒီနေ့မှာတော့အဲ့လိုခွဲစိတ်ပြီးသွားရင်တော့မှပြင်မဖြစ်အောင်ကျွန်တော်အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ဒီ electrocorticoid နည်းကြောင့်ရှင်းပြပေးပါမယ်။ဒီ electrocorticoid ဆိုတော့ကျွန်တော်ဒီလျှက်စစ်ပန်လေးကိုအသုံးပြုပြီးတော့ခွဲစိတ်ပေးတာဖြစ်တယ်။လျှက်စစ် line တွေကိုအသုံးပြုပြီးတော့ခွဲစိတ်တာဖြစ်တယ်။အဲ့တော့ဒီကုသမှုရဲ့ပထမဆုံးကောင်းတဲ့အချက်ကတော့တိကျမှုပါ။ကျွန်တော်တို့ဆေးတွေလိမ့်နေဆိုလို့ရှိရင်ဘေးကိုပြန့်သွားတာမျိုးဖြစ်တတ်တယ်။ဘေးသားတွေစားသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ဒါပေမဲ့ဒီခွဲစိတ်ကုသမှုကကြတော့သူကလျှက်စစ်ပန်လေးကိုသုံးပြီးတော့ကုတာဖြစ်တဲ့ကြောင့်မလို့တိကျတဲ့ area တွေယူလို့ရတယ်ပြီးရင်ကျွတ်နို့ဆိုတာသူက net shine တဲ့နေရာတစ်ခုမှာရှိနေတတ်တယ်အဲ့တော့အဲ့ net shine တဲ့နေရာတစ်ခုဒီရေပြားရဲ့အောက်အလွှာထိကျွန်တော်တို့လိုက်ပြီးတော့ခွဲစိတ်ပေးရတာမျိုးရှိပါတယ်ပြီးတော့ခွဲစိတ်နေနေလေဒီလျှက်စစ် line လေးတွေကဘေးကကျွတ်နို့ဆဲလေးတွေကိုပါတခါတည်းအပူပေးပြီးတော့သူ့ကိုအမြင့်ပြအောင်ရှင်းပေးနိုင်ပါတယ်ဒါကြောင့်ခြားနေရာကိုကျွန်တော်တို့ကျွတ်နို့ကူတာအရင်နေသွားတယ်ပေါ့နော်ဒုတိယတစ်ခုကတော့ဘေးကင်းမှုပါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခွဲစိတ်ကန်သုံးတယ်ဆိုလို့ရှိရင်သူကတွေးထွက်အရင်များတယ်ပေါ့နော်ဒါပေမဲ့ဒီလျှက်စစ်ပန်လေးကကြတော့သူ့မှာဒီ coagulation system လို့ခေါ်တယ်တွေးခဲစေတဲ့စနစ်တစ်ခါတည်းပါပြီးသားဖြစ်တဲ့ကြောင့်မလို့တွေးထွက်အရင်နေတယ်အဲ့တော့ဒီကျွတ်နို့ကခွဲစိတ်တဲ့ချိန်မှာတွေးရန်ထွက်လို့ရှိရင်တခြားနေရာတွေကိုအရင်ပြန့်လွယ်တယ်တချို့ဆိုရှိတယ်အခွဲလိုက်မှတခြားနေရာတွေအရင်ပွားလာတယ်ဆရာဆိုပြီးတော့ကျွန်တော်ဒီကိုခဏဒီလို complaint ရှိရပေါ့နော်အဲ့တော့ဒီ electrocorticoid ကကြတော့သူကအဲ့လိုဒီ coagulation system ပါတဲ့ကြောင့်မလို့တခါတည်းတွေးထွက်နေအောင်ကျွန်တော်ကုသပေးနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့အချိန်ကိုသက်သာခြင်းပါပုံမှန်ကျွန်တော်ဒီဆေးတွေတို့မယ်ဆေးတွေလိမ့်မယ်ဆိုလို့ရှိရင်အချိန်ပေးရတယ်15ရက်20တလ2လဒီလောက်ထိအချိန်ပေးရတယ်ပေါ့နော်ပြီးရင်အနာကျက်လဲကြာတယ်ပေါ့နော်ဒါပေမဲ့ဒီလိုခွဲစိတ်ကုသတာကြောင့်ကျွန်တော်တို့ဒီတစ်လုံးကို10မိနစ်15မိနစ်ပဲကြာတယ်ပေါ့နော်ဒါကြောင့်မလို့အချိန်ကုန်လဲသက်သာတယ်ပြီးရင်အနာကျက်လည်းမြန်စီတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီခွဲစိတ်တဲ့နေရာမှာအသုံးပြုတဲ့ပစ္စည်းတွေဟာအကုန်လုံးက steroid ပေါ့နော်ပိုးသက်ပြီးသားပစ္စည်းတွေဖြစ်တယ်။ဒါကြောင့်မလို့အပြင်ကနေဘက်တီးရီးယားပိုးတွေဝင်တာကိုလည်းကာကွယ်ပြီးသားဖြစ်တယ်။ပိုးဝင်တာတွေပြီးတဲ့တိုင်းမဖြစ်အောင်လဲကျွန်တော်တို့ကခွဲစိတ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီ antibiotic pre-zua ကုသဆေးတွေကိုလည်းတစ်ခါတည်းပေးလိုက်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွတ်နို့တွေကိုအချိန်ကုန်မခံဘဲနဲ့ဘေးကင်းကင်းနဲ့အမြန်ဆုံးအမြင့်ပြတ်သက်သာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ electrocorticoid လို့ခေါ်တဲ့လျှက်စစ်ပန်လေးကိုအသုံးပြုပြီးတော့ခွဲစိတ်တာကမိတ်ဆွေတွေအသင့်တော်ဆုံးဖြစ်ပါမယ်။ ဟုတ်ကဲ့ပါဒီကျွတ်နို့ကုသမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိနေတယ်ဆိုလို့ရှိရင်တော့ချက်ပေါက်မှာမေးထားလို့ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှိရင်ကွန်မန့်မှာကိုလိုရေးပေးသွားပါဒီကျွတ်နို့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေရောဘယ်လိုပြဿနာတွေကြုံတွေ့နေရလဲကွန်မန့်မှာရေးခဲ့ပါနောက်ထပ်ဒီလိုမျိုးကျမရဲ့ဘူးသားဗီဒီယိုသိချင်နေဆိုရင်တော့ဒီကောင်လေးကို follow လုပ်ထားဖို့မေးပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် Oraderm Clinic